တက်မဆောင်ကအတန်ယူရင်အေးရပြီအခုကျွန်တော်တို့ရက်ွက်တိုင်းမှာကိုရက်ွက်နဲ့ကိုလုံကြုံရေးနဲ့ကိုဘန့်ကိုလုံနေရပါတယ်အဲ့တော့တနိုင်ငံလုံးမှာရှိတဲ့ကျေးရွာတွေရောရက်ွက်တွေရောအားလုံးဟာကိုလုံကြုံရေးကိုလှုပ်ဖို့လိုပါပြီမနေ့ညဆိုရင်ကျွန်တော်ရဲ့အမတဝမ်းခွဲအိမ်မီးလောင်သွားပါတယ်ဒါကတကယ်လှုပ်ခဲ့တာပါမနေ့ညကျွန်တော်တို့လည်းတကယ်ကျွန်တော်တို့ကြိုက်ကဆန်ရက်ွက်ထဲမှာတကယ်လည်းမိပါတယ်တာဂေတာအိမ်ကကျွန်တော်မအိမ်မှာအဲ့တော့တကယ်လည်းမီးလောင်တယ်အထက်ညအားလုံးအိပ်ပျော်သွားတဲ့အချိန်မှာ3 နာရီလောက်မှလာပြီးတော့ပုံးနေပြီးတော့လှုပ်သွားတာပါเนาะအဲ့ဒါကြောင့်မို့အားလုံးတနိုင်ငံလုံးကိုရက်ွက်ကိုကျေးရွာဒီဟိုကျွန်တော်ရက်ွက်ထဲမှာတော့ဒီလို live on နေပါတယ်โอเคကျေးဇူးတင်ပါတယ်လေးလာပါတော့ဒါလူလာလာပေါင်းခင်ဗျာဘာနဲ့လဲတိုက်ကစားရက်ွက်ရက်ွက်လေပြည်သူပြည်သားအားလုံးကြီးဆန္ဒတဘောရရမိမိတို့ရက်ွက်လုံခြုံရေးအတွက်မိမိတို့ရွေးချယ်တင်တော့ထားသည်ဒေါ်စစုကြည်ဆိုရအောက်ချမှုအောင်ပြန်မရမချင်ယနေ့73ရက်နေ့လား2021စနေနေ့မှာဆက်ရက်ွက်သူရက်ွက်တမ်းမြလာတာယာယီကိုယ်ပိုင်အောက်ချုပ်တော်မူဖြစ်ကြောင်းအတိပေးအပ်ပါသည်တို့ပြပါရဲ့ရွေးကောက်ကမိမိတို့ဆိုရမတရားဖန်ဆီးဟာလက်နက်အားကိုဖြင့်အတေးရဓမ္မအာနာသိမ့်ထားသောအာနာယူမင်းအောင်လာ၏တော့တွင်ဆက်လက်တောင်းဝင်ထမ်းဆောင်နေသောအချို့သောဌာနဆိုင်ရာဝန်ထမ်းများနှင့်မသမာလူရဲကားများမှရက်ွက်များတွင်ဝင်ရောက်အကြမ်းဖက်ခြင်းညချိန်မတော်အကြမ်းဖက်ဝင်ရောက်ဥပဒေမဲ့လှုပ်ဆောင်နေခြင်းများအားရက်ွက်နေပြည်သူပြည်သားအားလုံးချမ်းမကလေးလူကြီးမြန်မာအစ္စလာမ်ခရစ်ယာန်ဟိန္ဒူအတူတကွပူးပေါင်းလက်တွဲကညီညီညွတ်ညွတ်ပြန်လည်ဥက္ကဋ္ဌသွားမည်ဖြစ်ကြောင်းအတိအသောကြေညာလိုက်သည်ရက်ွက်နေပြည်သူပြည်သားတော်မကြတော့ကိုညာလည်းဝင်မယ်ဒါလည်းโอเคအခုဆိုရင်ကျွန်တော်တို့ရက်ွက်မှာဆိုရင်အခုဆိုရင်ကျွန်တော်တို့လုံခြုံရေးတွေချထားပါပြီအားလုံးဟာကျွန်တော်တို့အလန်းတွေဘယ်လိုပေးမယ်ဆိုတာလည်းပြပါမယ်အခုဆိုရင်ဒါကျွန်တော်တို့ဥဒ္ဒပြားလမ်းဖြစ်ပါတယ်ဥဒ္ဒပြားလမ်းထိပ်မှာဆိုရင်ကျွန်တော်တို့ဒီမှာတက်စီးတွေကာထားပါပြီဒီမှာဥဒ္ဒပြားလမ်းမှာတက်စီးတွေကာထားတယ်ကျွန်တော်ဒါကတော့လမ်းမတိုင်းဖြစ်ပါတယ်အကုန်လုံးရက်ွက်တွေကိုတက်စီးတွေကာပြီးတော့ကိုယ့်ရဲ့ကျွန်တော်တို့ကိုယ့်ရဲ့ရက်ွက်ထဲမှာကိုဒီလိုပဲအားလုံးဟာစီးကာထားမှာဖြစ်ပါတယ်အဲ့လိုပဲကိုကျေးရွာကိုရက်ွက်ကိုမျိုးအတွက်ကိုကျွန်တော်လူငယ်တွေအင်အားစုပါနေကင်းမှာဆန္ဒပြတာလုပ်ပါမယ်ညကျရင်လုံခြုံရေးယူရပါမယ်ဟုတ်ကဲ့ပါအဲ့တော့လုံခြုံရေးကိုညကျရင်မနေ့ညဆိုရင်ကျွန်တော်တို့မီးတွေလာရှို့တာတွေရှိပါတယ်နော်အခုဒီညကျရင်အဲ့ဒါတွေဝင်လာတာတွေကိုကိုရက်ွက်ကိုဆောင်းရှောင်းအောင်မှာဖြစ်ပါတယ်နှုတ်မို့ဆိုအကုန်လုံးမီးတွေလောင်ကုန်ပါမယ်နော်ဒါကလည်းမနေ့ညဆိုရင်ကျွန်တော်တို့တာဂေတာမှာကျွန်တော်တို့မီးလောင်ပါတယ်เนาะည3 နာရီမှာမီးလောင်ပါတယ်เนาะဒါကတော့ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေကိုကျွန်တော်အပြောင်ပြက်အမြဲတမ်းပြောပါတယ်เนาะကျွန်တော်တို့ဒီရက်ွက်ထဲရပါပဲနော်သူကတော့အပြောင်ပြက်သူကဘယ်လိုသဘောထားရှိတယ်ဆိုတာတော့မသိပါဘူးသူကတော့အပြောင်ပြက်မြဲပြက်နော်ကျွန်တော်တို့အတော်လိုင်းလုံနေတဲ့အချိန်မှာသူကတော့တတရရနဲ့အပြောင်ပြက်ပြောနေတာပါအမသူညင်ကတော့တကယ်လုပ်ပါတယ်သူကတော့စီးပွားရေးသမားပါစနေနေ့မှာဆက်ရက်ွက်သူရက်ွက်သားများကသာယာယီကိုယ်ပိုင်အုပ်ချုပ်တော်မူဖြစ်ကြောင်းအတိပေးအပ်ပါသည်တို့ပြပါရဲ့ရွေးကောက်ကမိမိတို့ဆိုရမတရားဖန်ဆီးဟာလက်နက်အားကိုဖြင့်အတေးဓမ္မအာနာသိမ့်တော်အာနာယူမင်းအောင်လာ၏လောက်တွင်ဆက်လက်တောင်းဝင်ထမ်းဆောင်နေသောအချို့သောဌာနဆိုင်ရာဝန်ထမ်းများနှင့်မတမာလူရဲသားများမှလက်ပေါ်များတွင်ဝင်ရောက်အကြမ်းဖက်ခြင်းညချိန်မတော်အကြမ်းဖက်ဝင်ရောက်ဥပဒေနဲ့လှုပ်ဆောင်နေခြင်းများအားရက်ွက်
ဇူးတင်ပါတယ် မိသားစုတွေပါလို့ခင်ဗျာ ကပြေသွားပါဦး ရရှိလာတယ်ပြောတယ်ရုံးတော်ရဲ့ကိုအလက်ပြတပည့်ဝင်ရကြီးတော်သားရဲ့မိမိတို့လည်းမိမိတို့ရဲ့ပတ်နဲ့ဘောလုံးချာဆောင်ရမယ်ရပါရဲ့ဒေသောတော်ဣဒာရကပါသည်နေ့ဝီစီကရတာရှင်များပေါ်ပါကရဲတော်ချေရဖြင့်တတ်မှတ်ပါသည်မိမိတို့အိမ်တော်မှာတာမောင်းကြီးရဲ့အားလုံးဝေးရမယ်ရပါရဲ့ဣဒာရကပါသည်တော့ဝီစီကရအတန်တော်တောင်းကြပေါ်ပါကဖန်စီကိစ္စရများဖြင့်တတ်မှတ်ပါသည်လူတိုင်းအိမ်ပြင်တော့ထွက်ရဲ့အားလုံးဝေးရမယ်ရပါရဲ့ဒေသောတော်လို့တော်အပ်ပါသည်လေညရှိလာရီကိုပြီးမှသာတာမုံများကြီးလွှဲရပါရဲ့ရှိလာရီဆန္ဒတွင်တာမုံကြီးကိုရနာပေးကြပါရဲ့လို့တော်အပ်ပါသည်ဟာရှိလာရီဆန္ဒတာမုံကြီးပြီးတော့တာမုံကြီးရနာပြီးပြီဒါနဲ့ဒုံကျော်ရဲ့ကာယများစားတင်ကာယမ